အစင်လှပခြင်းအကြောင်းနဲ့အဲ့ဒါလေးပြောပြမယ်။ဘာလို့ရုပ်စင်လှပရတယ်လဲပေါ့နော်။အတိတံနာနုသောစန္တိနပ္ပဇပ္ပန္တိနာဂတံပိစုပန္နေနယာပင်တိတေနဝနောပတိတတိ50စသည်တို့နဲ့ယတ္တေယဟန်တို့ကိုလူတွေကအစီအသားကိုမစားပဲတတိတရကိုသာစားတော့သင်ယတ္တေယဟန်တို့သည်တဲ့အဖက်ကြောင့်ရုပ်စင်လှပတင့်တယ်ခြင်းဖြစ်ပါသနည်းလို့မေးလျှောက်လို့တဖြေတဲ့ခါထားလေးအတိပ္ပယ်ကအတိတံလောကပြီးသောအတိတ်၌ဖြစ်ပြီးသောအမှုကိစ္စအလုံးစုံကိုနာနုသောစန္တိနောင်တရအောင်ပြုလုပ်ခဲ့သောအချက်မရှိသောကြောင့်မစိုးရိမ်ကုန်တဲ့အတိတ်ကိုပြန်ပြီးတော့မိမိကိုယ်ကိုမိမိပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာပေါ့နော်နောင်တရစရာတွေလုံးမထားခဲ့တဲ့အတွက်ကြောင့်စိုးရိမ်ပူပန်ခြင်းမရှိဘူးတဲ့နောက်အနာဂတံရှေ့လာလက်တံသောအနာဂတ်ကိုလည်းနပ္ပဇပ္ပန္တိစားရန်ဝတ်ရန်စီစဉ်ချမ်းသာတစ်စုံတစ်ခုကိုမြတ်မတောက်တကုန်တဲ့အနာဂတ်ကိုမျှော်တွေးပြီးတော့လဲစားဖို့ဝတ်ဖို့အတွက်နော်စီစဉ်ချမ်းသာတစ်စုံတစ်ခုကိုအလွန်အမင်းပေါ့တောင်းတဖြစ်နေတာမျိုးပေါ့မရှိဘူးတဲ့နောက်ပစ္စုပန်နေနာယခုမျက်မှောက်ပစ္စုပန်၌ရပြီးသောအစာအသောက်စီစဉ်ချမ်းသာဖြင့်သာယာပင်တိမြစေကုန်၏တေနထို့ကြောင့်ဝနောအစင်တရံသည်ပတိရတိကြီးညိုဝဲဖြစ်၏လို့အဲ့ဒီလိုလေးပြထားတယ်ပေါ့နော်အဲ့တော့ရုပ်စင်လှပခြင်းနဲ့ဆိုလို့ရှိရင်အတိတ်ကိုပြန်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်လေနောင်တဖြစ်เสียစိတ်မချမ်းမြေ့เสียတွေမရှိတဲ့အနေအထားမျိုးပေါ့ကင်းနေရမယ်ပေါ့အနာဂတ်ကိုမျှော်ပြီးတော့လေစာဝင်နေရဲ့အတွက်ပူပန်နေတာမျိုးမရှိရဘူးပေါ့ပစ္စုပန်မှာနော်ရှိထားတဲ့ရပြီးသားအစအတော့စီစဉ်ချမ်းသာနေတာရောင်ရဲနိုင်တယ်ပေါ့ပြတ်တာနိုင်တယ်အဲ့ဒီအချက်တွေကြောင့်လူတစ်ယောက်ကအစံတရံလှပခြင်းဖြစ်ပါတယ်တဲ့အဲ့ဒါလေးဓမ္မဘုဟုတ္တရယူထားကြပါ